create and modify parcel style ဒါ chapter ဆိုတဲ့သင်ခန်းစာ28ရောက်သွားပြီเนาะဒီမှာတိုက်ပြင်ရိုက်တာလေးလွယ်နေသေးလားဒီမှာ create parcel ရဲ့ style မဟုတ်ဘူးရှေ့မှာ parcel style ကရှေ့ကသင်ခန်းစာ26မှာပြီးပြီးသွားပြီဒီခန်းက label style ကိုပြင်မှာ parcel ရဲ့ create and modify parcel label style เนาะ parcel label style ဆိုတော့ဘာလဲဆိုတော့ဒီဟာလေးကိုပြောတာပါဒီပုံစံဖြစ်ချင်တာမှာတော့အရှိရတင်ကန်းကဒီ pack 1ဆိုတဲ့စာလေးတစ်ချောင်းပဲပေါ်တယ်အဲ့ဒါကိုမှတို့က area ကိုမှ square feet နဲ့လည်းပေါ်ခြင်းနဲ့ acre နဲ့လည်းပေါ်ခြင်းနဲ့ဒီခြံခွက်ရဲ့ပတ်လည်အနာဘယ်နှပေရှိလဲဆိုတော့ဒီ parameter ကိုလည်းပေါ်ခြင်းနဲ့အဲ့ဒီ label style ဖြစ်ဖို့အတွက် create လုပ်ကြမယ် modify လုပ်ကြမယ်အဲ့တင်ကန်းစာကိုသွားပါမယ်အဲ့တော့28 file ကိုမှဖွင့်လိုက်ပါမယ်နော်28 file ကိုဖွင့်ထားတာဒီမှာပါfile 28ကိုဖွင့်ထားတဲ့အခါမှာအခုလောလောဆယ် pack 1ပဲရှိရเนาะအဲ့အောက်မှာ square feet ရဲ့ acre ရဲ့ parameter ရဲ့ပေါ်အောင်လို့ create လုပ်ကြမယ်ဒီတော့ဘယ်လိုသွားမလဲဆိုတော့ကျွန်တော်တို့ကအရင်ဆုံးဒီဟာရဲ့ label ရဲ့ style ကိုချိန်မှာမို့လို့ setting ထဲမှာသွားရပါမယ်2 space တဲက setting တက်တဲက parcel တဲက label style เนาะ label parcel ရဲ့ label style ကိုပြင်မှာမို့လို့ label style ကို plus mark လေးနှိပ်လိုက်မယ်ဒီအောက်မှာ label style အောက်မှာဆိုလို့ရှိရင်သူကဘာတွေရှိလဲဆိုတော့ area label line label curve label ဆိုပြီးရှိတယ်ပြန်ပြောမယ်เนาะ parcel ရဲ့ label style ကို create လုပ်မှာမို့လို့ setting တွေကိုသွားရပါမယ်ဘယ် setting လဲဆိုရင်2 space တဲက setting tab တဲက parcel ကိုဖွင့်ချလိုက်မယ်အဲ့ parcel ရဲ့အောက်မှာဆိုလို့ရှိရင်တို့ကဒီတစ်ခေါက်က parcel ရဲ့ဘာကိုပြင်မှာလဲဆိုတော့ label style ကိုပြင်မှာမို့လို့ label style ထပ်ဖွင့်ချတယ်အဲ့အောက်မှာ3ခုရှိပါတယ် area label line label curve label ဆိုပြီးတော့ label က3မျိုးရှိတယ်အဲ့ဒါဘာလဲဆိုရင် area label ဆိုတာဒါလေးပြောတာเนาะဒါ area label line label ဆိုတာဘာလဲဆိုလို့ရှိရင်ဒီလို line လေးဒီမှာသူ့ရဲ့ segment လေးတွေမှာ label လေးရှိတယ်အဲ့ဒီ label ပြီးတော့ line ပြီး curve တွေလည်းရှိရလေ parcel မှာဒီလို curve တွေမှာလည်း label တက်တာရှိရအဲအကြောင်းမလို့ဒါ curve label ဒီတစ်ခေါက်ကျွန်တော်တို့ပြချင်တာကဒီ area label ပြောင်းနည်းလေးကိုပြမှာဖြစ်ပါတယ်အဲအကြောင်း area label ကိုဖွင့်ချလိုက်မယ်ဖွင့်ချလိုက်တော့ဘာတွေတွေ့ရလဲဆိုတော့ဒီမှာ area label မှာ original ပါပြီးသား label style တွေမျိုးရှိရနော် name area and parameter name square feet and acre parcel name parcel number standard expression ဆိုပြီးတော့စသဖြင့်ပါတယ်တဲ့အထဲမှာမတို့ကဒီအောင်ကိုပါပြီးသားကိုသုံးကျင်လည်းရတယ်ကိုစိတ်ကြိုက်ဖန်တီးကျင်လည်းရတယ်ပါပြီးသားကို edit လုပ်ရင်လည်းရတယ်သုံးမျိုးလုပ်လို့ရတယ်နော်ဘာလုပ်လို့ရလဲဆိုလို့ရှိရင်ဖန်တီးလို့ရတာကဒီ parcel label style တွေကိုမတို့က new ဆိုပြီးတော့အသစ်ဖန်တီးခြင်းလည်းရတယ်ပြီးတော့ဒီရှိပြီးသား parcel တွေကို edit လုပ်ခြင်းလည်းရတယ်နောက်ပြီးတော့ဗာဆက်လုပ်ရရဲဆိုတော့ရှိပြီးသား parcel တွေကမတို့က copy တစ်ခုကိုကြိုက်တယ်လို့ကိုကြိုက်တဲ့အရာလေးကို copy လုပ်လို့လေရတယ်ကို copy လုပ်ပြီးနာမည်ပြန်ပြောင်းမှာပေါ့နော်ဒီလို3ခုလုပ်လို့ရတယ်အသစ်ဖန်တီးမလား edit လုပ်မလား copy လုပ်မလားဆိုဒီတစ်ခေါက်က copy လုပ်ပါမယ်ဘယ်အောင်လုပ်မလဲဆိုတော့ parcel name ဆိုတဲ့အရာလေးကိုတော့ copy လုပ်ပြီးတော့ဆိုတဲ့ style လေးကို copy လုပ်မယ်အဲ့တော့ right click နှိပ်ပြီးတော့ copy ကိုသွားမယ် copy သွားတော့ဒီမှာ name parcel name copy ဆိုပြီးနာမည်ပေါ်လာတယ်။အဲ့နာမည်ပေါ်လာတဲ့နေရာမှာမတို့ကနာမည်အသစ်ကလေးပြန်ပြီးတော့ပြင်ပါမယ်။ parcel name ရဲ့နောက် parcel ဒီတစ်ခါပေါ်ချင်တာမတို့က parcel name ရဲ့ square feet ရဲ့နော် square feet ပေါ်ချင်တာမို့လို့ parcel name dash sqft dash acre ac dash parameter ဆိုပြီးတော့နာမည်ပေးလိုက်ပါမယ်။ဒါလေးကကိုစိတ်ကြိုက်နာမည်လေး name လေးတစ်ခုပေးလိုက်တယ် name ပေးပြီးသွားလို့ရှိရင်နောက်ထပ်တစ်ခုသွားမယ်နော်နောက်တစ်ခုကကျတော့ general tab ထဲမှာတော့ဘာတွေပါလဲဆိုလို့ရှိရင် text style ပေါ့နော်text ရဲ့ပြီးတော့ layer type တွေပါမယ်ဒါကတော့ဒီတစ်ခါပြောင်းလဲဖို့မရှိတဲ့အတွက် layout tab တွေကိုဆက်သွားပါမယ် layout tab ထဲမှာကျတော့layout tab ကမှတ်မိလားpoint တော့ point သင်ခန်းစာမှာတော့မတို့ point လေးရဲ့ style လေးတွေချိန်လိုက်စာလေးတွေပြောင်းရေးလိုက်လုပ်ခဲ့ရတယ်အတူတူပဲဒီသဘောတရားတွေကဒီ layout tab ထဲမှာဘယ်နေရာလေးပြင်မလဲဆိုလို့ရှိရင် parcel name မှာအခုလောဆယ်ဒီနာမည်နေရာမှာ parcel name လို့ဖြစ်နေပါတော့အဲ့ဒါလေးကိုပြန်ပြင်ပြီးတော့ရေးပါမယ်။ဘာရေးမလဲဆိုရင် number ဆိုတော့ no အတူကောက်လေးပဲရေးမယ်နော် no dash sqft square sq နော် sqft square feet dash ac ဆိုတာ acre dash
ပြီးတော့ per parameter ဆိုပြီးပတ်လည်နာဆိုပြီးရေးလိုက်မယ်ဒါကနာမည်လေးစိတ်ချိုက်ပြင်ပြီးရေးလိုက်တယ်နောက်ထပ်တစ်ခုပြင်မယ်အခုပေါ်စေချင်တာ parcel ရဲ့ number ရဲ့ square feet ရဲ့ acre ရဲ့ parameter ၄ခုပေါ်ချင်တာဒါပေမဲ့ content ထဲမှာကဘာလေးပဲရှိလဲဆိုတော့ name ဆိုတဲ့ program လေးပဲဝင်နေတယ်အဲ့ name program လေးကိုမတို့ကပြန်ပြီးတော့နောက်မှာ3ခုထပ်ထည့်မယ်ပေါ့နော်ထပ်ထည့်မယ်ဆိုတော့ဒီအဆက်လေး34ကိုနှိပ်လိုက်မယ်နှိပ်ပြီးတော့ဒီမှာက name ကကြာဒီမှာပေါ်ပြီးသား program ဝင်ထားပြီးသားဖြစ်တဲ့အတွက် enter ခောက်လိုက်မယ်နောက်ထပ်ပေါ်သေးချင်တာပါလေ area မနော် area ပေါ်သေးချင်တာမလို့ area လို့ကတိုက်ပင်ရိုက်ထည့်မယ်capital letter နဲ့ရိုက်ပို့ကြည့်လို့ကောင်းတယ် area ပြီးတော့ semicolon လေးထည့်မယ် semicolon လေးထည့်ပြီးတော့ရှင်ဒီနောက်မှာပေါ်စေချင်တဲ့ဟာက area ဘယ်လောက် square feet ရှိလဲဆိုတာကိုသူတို့ parcel တစ်ခုချင်းစီလိုက်ကွာမတို့ကလူကမတွက်တော့ကွန်ပျူတာပဲတွက်ခိုင်းတော့မှာဖြစ်တဲ့အတွက်ဒီနောက်မှာတွက်ခိုင်းဖို့အတွက် program ကိုပြစ်ထည့်လိုက်မယ်ဒီထဲကိုဘယ်လိုပြစ်ထည့်ရမလဲဆိုအခု name လို့ဖြစ်နေတဲ့နေရာ property နေရာမှာ down arrow လေးကိုနှိပ်လိုက်လို့ရှိရင် parcel area ဆိုတာရှိတယ် parcel area ဆိုတာရှိတယ် area ကိုရွေးလိုက်မယ်နော်မတို့ area ပေါ်စေချင်တာမလို့ area ကိုရွေးမယ်ဘာနဲ့လဲဆိုရင် square feet နဲ့ပေါ်စေချင်တာမလို့ square feet ရွေးထားတာကိုမှန်ရလား unit ကိုစစ်မယ် okay အဲ့ဆိုရင်မှန်နေပြီဆိုရင်မြားလေးနဲ့ပြစ်ထည့်လိုက်ရင်အဲ့ program ဝင်သွားပြီဝင်သွားရင်တော့မတို့က unit လေးပါကိုပါကိုပေါ်စေချင်တာမို့လို့ unit လေးကတော့ရိုက်ထည့်လိုက်မယ် SUFT ဆိုပြီး unit ကိုရိုက်ထည့်လိုက်မယ် okay unit က okay area မှာတော့နှစ်မျိုးပေါ်စေချင်တာ square feet လည်းပေါ်စေချင်တယ် acre လည်းပေါ်စေချင်တယ်အဲ့တော့ acre ကိုပေါ်စေချင်တာဆိုတော့ဒီ parcel area ရွေးထားတဲ့အတိုင်းကိုပဲ square feet မဟုတ်ဘူးပဲနဲ့ acre ဆိုအောင်ရှာမယ် acre ရှိလားဆိုတာရှာကြည့်မယ်ဒါအောင် arrow ထဲမှာဒီမှာ ACRE ဆိုတော့ acre ရှိရနော် ACRE acre ကိုရွေးလိုက်မယ်ရွေးပြီးတော့အဲ့ဒါကိုလည်းဒီဘက် down enter ခောက်ပြီးတော့ဒီ acre ကိုလည်းဒီအောက်မှာပေါ်သေးခြင်းလို့မြားနဲ့ပြစ်ထည့်လိုက်တော့ acre ပေါ်သွားပြီ okay ဒီဟာလည်း acre ဆိုတော့ဘယ်လောက်လဲဆိုတာသူရဲ့ parcel တစ်ခုချင်းစီလည်းတွက်ပေးမယ်အနောက်မှာတော့ unit ထပ်ပေါ်သေးခြင်းလားမို့လို့ AC ဆိုပြီးအကြီးလေးနဲ့ရေးပေးလိုက်မယ်ဒါက unit okay နော်အဲ့ဆိုနှစ်ခုရှိသွားပြီနှစ်ခုပေါ်သေးခြင်းလားမတို့ပေါ်သေးခြင်းလားကဘာလဲဆိုရင်၄ခုပေါ်သေးခြင်းလားနော် parcel name square feet acre တိပြီးသွားရင်အခု parameter ဆိုရဲ parcel ရဲ့ပတ်လည်အနာဘယ်နှပေရှိသလဲဆိုတာပေါ်သေးခြင်း ਨੇ အဲ့ဒါကြောင့်ဒါကတော့ဟိုရည်ညွှန်းချက်ပေါ့နော်ကိုသိအောင်လို့ PERIMETER parameter လို့ရေးပြီးတော့ semicolon လေးထည့်မယ်ထည့်ပြီးတော့ဒီမှာကျတော့မတို့ဒီမှာပေါ်စေချင်တာကဗာလေဆိုတော့ parameter မလို့ down arrow ထဲမှာ parcel parameter ဆိုပြီးရွေးပြီးတော့ဒီနေရာကိုမြားလေးနဲ့ပြစ်ထည့်လိုက်တော့ဒီ program ဝင်သွားပြီအဲ့မှာလည်းပတ်လည်နာဘယ်လောက်ရှိလဲဆိုတာသူ့ဘာလို့ဆက်ကကွန်ပျူတာတွက်ပေးလိမ့်မယ် software တွက်ပေးလိမ့်မယ်တွက်ပြီးရင်နောက်မှာသူကကြတော့ဟိုပတ်လည်နာဖြစ်တဲ့အတွက်ဘယ်နှပေပါဆိုပြီးတော့ပေလေးနဲ့ပေါ့နော်ပေလေးပေါ်အောင်လို့ဒီဟာလေးနေရာအနေနဲ့လေးကိုဒါလေးဒီလိုဟာလေးပေါ့ dash လေးရိုက်ထည့်လိုက်တယ်ရိုက်ထည့်ပြီးတော့ရိုက်ထည့်ပြီးသွားပြီဆိုလို့ရှိရင်တစ်ချက်ပြန်စစ်မယ်မတို့ရဲ့ရိုက်ထည့်လိုက်တဲ့ဟာတွေမှန်ရဲ့လားလို့စစ်ကြည့်မယ်နော် okay အဲ့ဆိုရင်ဒါလေးပြန်ပြီးတော့ချဲ့ပြီးတော့စစ်ကြည့်ရအောင် name ကငကိုပါထားပြီးသား area ဆိုတာမတို့ရိုက်ထည့်လိုက်တာပြီးတော့ area ဘယ်လောက်ရှိလဲဆိုတာတွက်စေချင်လို့သူ့ကိုဒီကနေဒီ program ကိုတွက်ခိုင်းဖို့ပြစ်မြားလေးနဲ့ပြစ်ထည့်လိုက်တယ်ပြီးတော့အဲ့ဒါက square feet ပြီး acre လည်းပေါ်ခြင်းတယ် acre ကိုလည်း acre ကိုရွေးပြီးတော့မြားလေးနဲ့ပြစ်ထည့်လိုက်တယ်အဲ့တော့ acre ဆိုတာရောက်လာတယ်ပြီးတော့ parameter ဆိုပြီးစာရိုက်ထည့်တယ်ရိုက်ထည့်ပြီး parameter ကိုဘယ်လောက်ပတ်လည်နာရှိလဲဆိုတာတွက်စေခြင်းလို့မြားလေးနဲ့ပြစ်ထည့်လိုက်တယ်ပြီးတော့ဒီ dash လေးပေါ့နော်ရိုက်ထည့်လိုက်တယ်အဲဆိုရင်လိုချင်တဲ့အချက်၄ခုလုံးဝင်သွားပြီ parcel name square feet acre parameter အကုန်ဝင်သွားပြီဆိုတော့ဒီဟာကိုအခုစံတာတက်ပေါ်တဲ့ပုံစံပေါ့နော်အဲ့ဒါကိုမတို့ကဟိုညာဘက်ချမ်းကိုကတ်စေခြင်းနဲ့ justification လုပ်ခြင်းနဲ့အဲဆိုရင် format တွေကိုတွားလိုက်ပါတယ် format တွေကိုတွားပြီးတော့အခု justification မှာ center ဖြစ်နေလို့ဒီဟာကအလဲဘဟုပြုတ်ပြီးတော့ဟိုနေရာချခြင်းခံထားရတာအဲ့ဒါမှတော့ညာဘက်မှာကတ်ပြီးတော့ပေါ်စေခြင်းတော့ right လေးကိုနှိပ်လိုက်မယ် right ကိုရွေးလိုက်မယ်နော်ဒီမှာ right ကိုရွေးလိုက်တာနဲ့အများဒီဟာရဲ့သူ့ရဲ့ C ကညာဘက်မှာတွားကတ်ပြီးတော့ပေါ်ပြပါတယ်
okay အဲ့ဆိုရင်အဲ့အတိုင်းအဆင်ပြေနေပြီမို့လို့ okay ကိုရွေး apply okay apply okay ဆိုတာမတို့ဖန်တီးလိုက်တဲ့ label style အသစ်ပဲပြီးသွားတာပဲရှိသေးတယ်เนาะအဲ့ label style အသစ်ကပေါ်အောင်လို့ဆိုလို့ရှိရင်သွားပြီးတော့ချိန်ပေးဖို့လိုတယ်ဘယ်ထဲမှာသွားချိန်ပေးရမလဲဆိုလို့ရှိရင်နှစ်နည်းလုပ်လို့ရတယ်ကဲပထမနည်းကိုပြောပြမယ်ပထမနည်းကကြတော့ဒီ label နဲ့ပတ်သက်တယ်ဆိုလို့ရှိရင် annotate tab ထဲမှာ annotate tab ထဲက add label တွေကိုသွားပါမယ် add label ထဲမှာ parcel ထဲက add parcel label ကိုသွားလိုက်ပါတယ်ဒီညာနော်ဒါလေးနေလိုက်တာပြန်ပြပါမယ်နည်းနည်းမြန်သွားတော့annotate tab ထဲက add label ထဲက parcel ထဲကမှ add parcel label ဆိုတဲ့ဒီခလို့လေးနှိပ်လိုက်လို့ရှင်အောက်မှာ window တသေးလေးတစ်ခုကြာလာလိမ့်မယ်ဒီ window လေးပေါ့နော်ဒီ window လေးကြာလာမယ်အဲ့ထဲမှာမတို့က parcel တွေကို add လုပ်မယ်ဒီမှာ feature parcel ပြီးတော့ဒါလေးဆိုရင် area label ကို replace လုပ်မှာမို့လို့ replace area label ပြီးရင် add ကိုထိမ့်ပါပြီးတော့ဒါကိုရွေးထားမယ်ဒီမှာမတို့ဘာရွေးလိုက်လဲဆိုတော့ပြန်ပြောမယ်နော်ဒီ add area ဆိုတဲ့ window သေးသေးလေးထဲမှာ parcel ရွေးထားတဲ့အကြောင်း parcel ဖြစ်နေပြီသား label အတိုက်မှာ replace area ဘာလို့လဲဆိုတော့ဒီ area label ပြောင်းမှာမို့လို့ replace area ကိုရွေးတယ်အဲ့ထဲမှာ area label style မှာအခုလေးနေဖန်တီးလိုက်တဲ့ parcel name square feet acre perimeter ဆိုတဲ့ label style ကိုရွေးလိုက်တယ်ပြီးတော့ add လုပ်ပါမယ် add လုပ်လိုက်ပါတယ် add လုပ်ပြီးတော့ကိုပြောင်းစီခြင်းတဲ့ parcel area label ပေါ်မှာတွားနှိပ်မယ်ဒီပေါ်မှာတွားနှိပ်လိုက်တယ်နော်နှိပ်ပြီးတော့ enter ခောက်လိုက်တယ်ဆိုရင်ဒါပြောင်းသွားတွေ့ရပါလိမ့်မယ် part 1ဒီမှာပြောင်းသွားပြီနော်part 1 area ဆိုပြီးတော့ဒီရိုက်ထည့်ခဲ့တဲ့စာခုန typing ရိုက်ထည့်ခဲ့တဲ့ဟာပြီးရင် square feet ဘယ်လောက်ဆိုတာတွက်ပေးသွားတယ်စာရိုက်ထည့်ခဲ့တဲ့ SQFD လေးပေါ်တယ်ပြီးတော့ acre နဲ့လည်းဘယ်နှ acre ရှိနေလဲဆိုတာတွက်ထားပြီလေပြီးတော့ parameter ကလည်းရိုက်ထည့်တဲ့အတိုင်းပဲဘယ်လောက် parameter ဆိုပြီးတော့ဒီမှာ ပေလေးနဲ့ပြထားတယ်ဒီပုံစံလေးနဲ့မှာတော့ရိုက်ထည့်ခဲ့လို့ဒီပုံစံလေးနဲ့ပေါ်နေတယ်ဒါကarea လေးပဲထည့်တဲ့နည်းပထမနည်း okay ဒုတိယနည်းနောက်တစ်နည်းကိုနောက်တစ်နည်းတွက်ကြည့်အောင်နောက်တစ်နည်းကကြတော့ဘယ်လိုလဲဆိုရင် prospector tab ထဲကိုပြန်သွားအောင်ပါ prospector tab ထဲက site ထဲက development ထဲမှာ parcel ဒီတစ်ခေါက်ဒီ property 2ကိုပြင်ကြည့်အောင်နော်ပြန်ပြောမယ်နော်ပြန်ပြောပါမယ်ရလေးဆိုရင်ဒီက2 space တဲက prospector tab ထဲကိုပြန်ဝင်ပါမယ် setting tab မဟုတ်ဘူးเนาะ prospector tab ထဲမှာ site ဆိုတာရှိတယ် site ထဲမှာအခုဖန်တီးနေတဲ့ site တွေကောင်က development site ထဲမှာရှိတယ်အဲ့ဒီမှာမတို့ alignment တွေပါညာမဟုတ်ဘူး parcel တဲကိုသွားမယ် parcel တဲကဒီ property 2ကိုပြင်ပါမို့လို့ property 2ကိုသွားပြီးတော့ right click လေးနှိပ်ပါမယ်ဒီပေါ်မှာ right click လေးနှိပ်ပြီးတော့ properties ဆိုတာလေးကိုထည့်ရွေးမယ် properties ကိုရွေးလိုက်တယ်ရွေးလိုက်တော့ရွေးပြီးသွားရင်ဒီမှာ tab တွေအများကြီးကြာလာရဲ့ထဲကဒီ composition tab ထဲမှာ composition tab ထဲမှာเนาะဘာရှိနေလဲဆိုရင်အခု parcel area selection label style ကကြတော့ဘာလဲဆိုတော့ parcel name ဆိုပြီးဖြစ်နေတာเนาะ parcel name ဆိုပြီးဖြစ်နေတယ်သူ့ရဲ့ style ကအဲ့ဒါကတော့ parcel name မဟုတ်တော့ဘူးအခုဘာပြောင်းချင်တာလဲ parcel name square feet acre perimeter ကိုပြောင်းချင်တာမို့လို့ဒါကိုရွေးပေးလိုက်မယ်ရေးပေးလိုက်မယ် apply okay ဆိုဒီမှာဒီ property 2ကလည်းသူကအခုချိန်လိုက်တဲ့ label style ကိုပြောင်းသွားပါပြီဒါမလို့တော့ဆိုပေးလိုက်တော့နော် okay အဲ့ဒါဒီသင်ခန်းစာကဒီမှာပြီးသွားပါပြီ PDF လေးနဲ့ပြန်ပြီးတော့နှွေးကြည့်ကြမယ်နည်းနည်းလေးချုပ်တယ်လို့ထင်ရတယ်နော်ဒါပေမဲ့ဒီအဲ့ဒီ label style တွေကကိုက parcel ပဲတီး point style ပဲတီးလို့ရှင်ဘယ်ဟာမှမဆိုနောက်ပိုင်းတွေလည်းအများကြီးအသုံးဝင်လာလိမ့်မယ်တခြား object တွေပေါ့နော် surface တို့ alignment တို့section တို့ profile တို့မှာလည်းအကုန်လုံးဒီပုံစံတွေကြီးပဲလာမှာဒီသင်ခန်းစာက create and modify parcel မဟုတ်ဘူးเนาะ parcel label ဖြစ်ရမှာဒီမှာစာကြံခဲ့တာ parcel label style ကိုမတော့ create and modify လုပ်မယ်ဒီလိုပုံစံဖြစ်အောင်လုပ်မယ်ဒီလိုရိုးရိုးကနေပြီးတော့ဒီပုံစံမျိုးဖြစ်အောင်လုပ်ကြမယ်ရင်ဆုံး28ဆိုတဲ့ file ကိုဖွင့်လိုက်တယ်ဖွင့်ပြီးသွားလို့ရှိရင် setting ထဲမှာတွားချိန်ရမယ် setting ထဲမှာတွားချိန်မယ်ဘာလဲဆိုတော့ label style ကိုချိန်ပါ
label style ကိုချိန်မှာ label style မှာ3ခုရှိတယ် area line curve 3ခုရှိတယ်3ခုထဲမှာတော့ area နဲ့ပတ်သက်တာချိန်မယ်ဒီထဲမှာရှိပြီးသား label style တွေရှိတာအောင်မသုံးဘူးတစ်ခုကိုcopy ယူပြီးတော့ person name ဆိုတဲ့အရာကိုမှတော့ copy ယူပြီးတော့ကိုစိတ်ကြိုက်ပြန်ပြင်ကြမယ် copy ယူလိုက်တယ်ယူပြီးတော့နာမည်အသက်ပေးတယ်နာမည်အသက်ပေးပြီးတော့ general ထဲမှာတော့ဘာမှမပြင်ဝင်ကြည့်တယ်ပြီးတော့ layout tab တွေကိုဆက်သွားတယ် layout tab ထဲမှာဆိုရင်မှတော့နာမည်အသက်ပြန်ပေးမယ်ဟိုသူ့ရဲ့နာမည်အသက်ပေါ့နော်နာမည်အသက်ပေးပြီးသွားလို့ရှိရင် name တစ်ခုပဲပါနေတဲ့ program ဖြစ်နေတဲ့ content ထဲမှာဒါကြောင့် name ရဲ့ပြီးတော့ square feet ရဲ့ acre ရဲ့ parameter ရဲ့ပါတဲ့ပုံစံပြောင်းခြင်းတို့တစ်ခုချင်းစီပြင်ဆင်ကြမယ် area ရိုက်တဲ့ area ကိုရွေးမျှပြီးတော့ unit မှာ square feet ဖြစ်နေရလားကြည့်ပြီးရင်မျှလေးနဲ့ဖြစ်တဲ့နောက်မှာ unit လေး SQFD လေးရိုက်ထည့်လိုက်တယ် okay တစ်ခုပြီးသွားပြီ area ပြီးတော့ acre sorry square feet ပြီးတော့ acre parcel area ပဲသူကတော့ unit က acre ဖြစ်ခြင်းနဲ့ပြီးရင်မျှလေးနဲ့ပြည့်ထည့်လိုက်မယ်နောက်မှာ AC ဆိုပြီးရိုက်ထည့်လိုက်တယ်နောက်ခုပြီးသွားရင်နောက်ဆုံးတစ်ခု parameter လို့ရိုက်ထည့်မယ်ရိုက်ထည့်ပြီး position က parcel parameter မလို့ parcel parameter ကိုရွေးမျှလေးနဲ့ပြည့်ထည့်လိုက်မယ် okay နောက်ဆုံးမှာ page လေးချက်အချောင်းလေးတစ်ချောင်းရိုက်ထည့်တယ်ဒီမှာတစ်ချောင်းရိုက်ထည့်လိုက်တယ်ပေါ့နော်apostrophe လေးရိုက်ထည့်လိုက်တယ် apostrophe ရိုက်ပြီးသွားလို့ရှိရင်ဒီအခုပေါ်နေတာ center ကိုဗဟိုပြုတ်ပြီးတော့ပေါ်ဖော်ပြတဲ့ display style နဲ့ပေါ်နေအောင်မလို့ညာဘက်ချမ်းမှာအစီလေး justification ကိုညာဘက်ချမ်းမှာထားချင်တာမို့လို့ format ထဲကိုဝင် format ထဲက justification မှာ right ကိုရွေးလိုက်တယ် right ကိုရွေးလိုက်အကုန်လုံးညာဘက်မှာအစီကြီးကတ်သွားပြီး okay ဆိုပြီးတော့ဒီအခုparcel label style အသစ်ဖန်တီးတဲ့လုပ်ငန်းကပြီးသွားရတယ်မယ်ပြီးသွားရမယ်မတို့ကသွားမပေါ်သေးကိုလိုချင်တဲ့ parcel ပေါ်မှာ drawing ထဲမှာမပေါ်သေး drawing ထဲမှာ setting ချိန်မှာပေါ်မှာမို့လို့ to space တွေက prospector tab ထဲကိုပြန်ဝင်တယ်ခုန setting tab မဟုတ်ဘူးเนาะ prospector tab ထဲမှာ site ထဲမှာsite က site ထဲမှာမတို့အခုလုပ်ငန်းလုပ်နေတာ development site ထဲမှာမို့ development ထဲဝင်တယ်ဝင်ပြီးတော့ parcel ထဲကိုထပ်ဝင်တယ်property parcel ထဲမှာ part 1တို့ property 2လို့ရှိရအရင်ဆုံး part 1ကိုပြင်ကြည့်မှာမို့လို့ part 1မှာ property ကိုရွေး parcel name SQFD ဆိုပြီးတော့ရွေးပြီးသွားလို့ရှိရင် parcel name မှာဒီ composition တွေက parcel name ဒီ style လေးကိုရွေးလိုက်မယ်ရွေးပြီးတော့ okay apply okay လုပ်လိုက်ရင်ပေါ်သွားပြီဒါကတနည်းပေါ့နော်နောက်တနည်းကြားထဲမှာမိတ်ဆက်လိုက်ပေးသေးတယ်အဲ့ဒါကြတော့ annotate tab ထဲကနေပြီးတော့ label type ဒီထဲကနေ parcel ထဲကနေပြီးတော့replace area နီးနဲ့လေမိတ်ဆက်ပေးခဲ့ပြီးတော့ add လုပ်ပြီးတော့ကိုစိတ်ကြိုက် parcel ပေါ်မှာ click နှိပ်တဲ့နီးလည်းရှိပါတယ်အဲ့ဒီနှစ်နည်းလုံးကိုပို့အဆင်ပြေသလိုရွေးချယ်ပြီးတော့အသုံးပြုကြပါ okay အဲ့ဆိုရင်သင်ခန်းစာပြီးသွားပြီဆိုတော့ထုံးစံတိုင်းမေးခွန်းလေးဖြေကြည့်အောင်မေးခွန်းကreset လုပ်လိုက်မယ် the method used to create new label style new label style ကိုဖန်တီးတဲ့နီလန် new label style ကိုဖန်တီးလေးရှိတဲ့နီလန်ကတဲ့ဖြစ်ပါတယ် is ဖြစ်ပါတယ်ဘာဖြစ်တာလဲဆိုတော့ the same across all parcel label style နဲ့အတူတူပါပဲဆိုတော့ဘာပြောရလဲဆိုတော့မတို့က parcel တစ်ခု parcel style parcel label style တစ်ခုရှိရကွာခုနလိုမျိုး name လို့ပါတော့ဗောနော် parcel label style လေးတစ်ခုရှိရအဲ့ label style ကိုတဲ့ဖန်to create new label style အသစ်ဖန်တီးခြင်းတည်တဲ့parcel label style နဲ့အကုန်လုံးအတူတူပဲဖြစ်ပါတယ်ဆိုတော့ဘယ်လိုလဲဆိုတော့ copy လုပ်လိုက်တာကိုပြောတာပေါ့ခုနဒီနားလေးမှာလေ setting ထဲမှာဒီ parcel label style လေးကိုမှတော့ copy ဆိုပြီးယူလိုက်တယ်လေ copy ဆိုတာဒီထဲမှာရှိသမျှဟာအကုန်လုံးနဲ့အတူတူပဲပြန်ပါလာတာပဲဖြစ်တယ်အဲ့ဒါကိုပြောတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါမှန်လားတဲ့ဆိုတော့ true မှန်တယ်ဆိုရင်ဒီအဖြေကရွေးချယ်တာမှန်ပါတယ် okay ဒီသင်ခန်းစာဒီမှာပဲပြီးပါပြီနောက်ထပ်သင်ခန်းစာတစ်ခုမှပြန်ဆောင်ကြပါမယ်ကျေးဇူးတင်ပါတယ်